ညတန်းကောင်ရန်လူသူကင်းမဲ့ချိန်ထိဖွင့်လှစ်ထားတဲ့ဆိုင်တစ်ဆိုင်ဒီဆိုင်ကတာမန်လူတွေအတွက်လားဒါမှမဟုတ်တခြားလောကကဧည့်သည်တွေအတွက်များလားတိတ်ထရင်ဖို့ပဟေလီတွေနဲ့ပြည့်နေနေတဲ့ light shop ရဲ့ပထမဆုံးအပိုင်းကိုရင်တဖိုးဖိုနဲ့ခန်းစားကြည့်လိုက်ရအောင်ဇလန်းဆက်ချင်းမှာပဲမှောင်မိုက်ပြီးမိုးဖွဲဖွဲကျနေတဲ့ကားမတိုင်တစ်ခုမှာအမြဲသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဆုံတွေ့ကြပါတယ်ကားတွေမပြေးဆွဲတော့ပေမဲ့အမျိုးသမီးကတစုံတစ်ခုကိုမျှော်လင့်နေသေးပါပဲကူညီပေးခြင်းတဲ့အမျိုးသားကဖုန်းဆက်ဖို့သူ့ဖုန်းကိုကမ်းပေးလိုက်တဲ့အခါအမျိုးသမီးကယူဖို့ညှင်းဆန်ရင်အေးဆက်ဆက်အတန်နဲ့ထိတ်လန့်ဖွယ်စကားတစ်ခုကိုဆိုလိုက်ပါတယ်ရှင်ကျမကိုသိတယ်မလား 나 모르겠어요. နောက်တနေ့ညမှာလဲအဲ့ဒီနေရာမှာပဲထပ်ဆုံကြပြန်ပါတယ်အမျိုးသားကထီလန်းမိုးပြီးရင်သူမရဲ့အိမ်ကိုလိုက်ပို့ပေးဖို့ပြောတဲ့အခါသူမကကျမနဲ့အတူတူသွားချင်လို့လားအတူတူသွားကြမယ်လေသူဖြေလိုက်တဲ့အခါမှာတော့လီတူကရုတ်တရက်တွေးအေးသွားစီပါတယ်သူတို့နှစ်ယောက်ကြားမှာဘလို့တီမင်းတမန်ဆက်ဆက်ဖို့ရှိနေတာလေတစ်ဖက်မှာတော့ယူဂျင်းတက္ကသိုလ်ဆေးရုံရဲ့အထူးကြက်မှတ်ကုသဆောင် ICU ထဲမှာ6ချားစရာအဖြစ်ပြက်တွေစတင်နေပါပြီ။တာဝန်ကျသူနာပြုတွေဟာမျက်စိထဲမှာပင့်ကူအိမ်လိုအမဲဆက်တွေမြင်နေရပြီးနားထဲမှာလည်းထူးဆန်းတဲ့အတန်တွေကိုအဆက်မပြတ်ကြားနေရတယ်လို့ညီးတွားနေကြပါတယ်။အဲ့ဒီအချိန်မှာပဲတားမြင့်နေပြီဖြစ်တဲ့ ICU ထဲကိုမျက်နှာသေးနဲ့လူစိမ့်တစ်ယောက်ရုတ်တရက်ဝင်လာပြီးရေခဲတိုက်ကဘယ်မှာလဲလို့လာမေးပါတယ်။သူရောက်လာတာနဲ့တပြိုင်နက်လူနာတစ်ယောက်ရဲ့အသက်ရှူပိုက်ရုတ်တရက်ပြုတ်ကျသွားပြီးဆေးရုံတစ်ခုလုံးအရေးပေါ်အခြေအနေစိုက်သွားပါတော့တယ်။အဲ့ဒီလူစိမ့်ကရောတာမန်လူအစ်စ်ပဲလား။အီလ်ကွမ်အမျိုးသမီးအထက်တန်းကျောင်းရဲ့ညကျောင်းဆင်းချိန်မှာတော့ကျောင်းသူတွေကြားမှာသွေးပြက်စရာကောလာဟလတစ်ခုပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့အတန်းထဲမှာဘသူမှမသိတဲ့ကျောင်းသူတစ်ယောက်ရောနှောထိုင်နေပြီးကျောင်းရဲ့ဓာတ်ပုံတွေနဲ့ selfie တွေထဲမှာပါအဲ့ဒီကျောင်းသူကအမြဲတမ်းပါနေတတ်တယ်ဆိုတာပါပဲ။တစ်ချိန်တည်းမှာပဲကျောင်းသူလေးဟွန်ဂျူးဟာသူမအမေခိုင်းလိုက်တဲ့မီးသီးဝယ်ဖို့အတွက်အလွန်မှောင်မိုက်ပြီးကြောက်စရာကောင်းတဲ့လမ်းကြားကြီးကိုဖြတ်တန်းရပါတယ်။အဲ့ဒီလမ်းကြားထဲမှာမမြင်ရတဲ့ခွေးတစ်ကောင်ရဲ့စူညံနေတဲ့ဟောင်တန်တွေရှိနေပြီးလူတစ်ယောက်ကအဲ့ဒီအမှောင်ထုကြီးကိုဒေါသတကြီးအော်ဟစ်ဆဲရေးနေတာကိုကြားလိုက်ရပါတယ်အမောင်တို့ကိုဖျက်တမ်းပြီးနောက်ဟွန်ဂျူးလေးဟာတောက်ပနေတဲ့အလင်းရောင်ဆိုင်လေးတဲကိုရောက်သွားပါတယ်။အထဲမှာတော့နေကာမျက်မှန်ကိုအမြဲတက်ထားတဲ့လျှို့ဝှက်စမ်းကျယ်ဆိုင်းရှင်အမျိုးသားကစောင့်ကြိုနေပါတယ်။ဟွန်ဂျူးကသူမအမောင်ကိုကြောက်ကြောင်းနဲ့လမ်းကြားထဲကတရေတစီ၆လက်မှုတွေကိုတွေ့ခဲ့ရကြောင်းဖွင့်ပြောပြလိုက်ပါတယ်။အဲ့ဒီခါမှာဆိုင်းရှင်ကမျက်နှာထားတင်းမာသွားပြီးသွေးပြက်ဖွယ်အမှန်တရားတစ်ခုကိုပြောပြလိုက်ပါတယ်။မင်းကတခြားသူတွေမမြင်ရတဲ့အရာတွေကိုမြင်နိုင်တဲ့စွမ်းရည်ရှိတယ်။အဲ့ဒါကလူစိမ့်တွေပဲ။အဲ့ဒီလူစိမ့်တွေကတာမန်လူတွေလိုပဲဟန်ဆောင်ပြီးအလင်းရောင်ဆိုင်ကိုလာတက်ကြတယ်လို့သူကဆိုပါတယ်ပြီးတော့သူမကိုအသက်အန္တရာယ်နဲ့ရင်းရမယ်တတိပေးချက်တစ်ခုကိုပေးလိုက်ပါတယ်အဲ့ဒီလိုလူစိမ့်တွေနဲ့ဆုံရင်လုံးဝသွားမကြည့်မိပါစေနဲ့မတော်တဆကြည့်မိသွားခဲ့ရင်တော့ဘာမှမမြင်ရတယ်လို့ဘာမှမထူးဆန်းတယ်လို့မျိုးဟန်ဆောင်နေပါဆိုင်ရှင်ကသူမကိုလက်နှိပ်တက်ပြီးအသေးလေးတစ်ခုလက်ဆောင်ပေးလိုက်ပြီးအိမ်မြန်ပြန်ဖို့တိုက်တွန်းလိုက်ပါတယ်그래 믿겠다 얼른 엄마한테 가 네 ဟွန်ဂျူးလေးဟာဓမီလေးကိုကင်ပြီးကြောက်မက်ဖွယ်လမ်းကြားအမောင်ထုထဲကိုပြန်လဲဝင်ရောက်သွားပါတော့တယ်အိမ်ကိုအဆင်ပြေပြန်ရောက်သွားပြီးမေသမီးပြန်ရောက်ပြီလို့အော်ပြောလိုက်ပေမဲ့လီထုကတော့လေးလံတင်းကျပ်နေစေပါပဲ 엄마 나 왔어 သူမကိုအိမ်ကနေစီးချိုနေတဲ့မိခင်ကတော့တကယ်လူအစ်စ်ပဲလားအမောင်လမ်းကြားထဲကလူစိမ့်တွေဆိုတာဘသူတွေလဲအလင်းရောင်ဆိုင်လေးကတော့ဘလို့တေမင်းတမန်လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားတာလဲကြည့်ရှုသူတွေကိုမျက်တောင်မခတ်တန်းဆွဲဆောင်ထားမဲ့နောက်ထပ်အပိုင်းတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ပါ